စာရေးသူဆရာမကြီးတီတာထက်နတ်မောင်မြို့ကုသိုလ်ရေးသားပေးထားပါတော့ခရုသင်ခေါ်သမင်ပြူယောဂါသမားများအတွက်အချိန်ကြာကြာဆွဲလင်းရပေမဲ့တေချာပေါက်ပျောက်ကင်းစေသောတိုင်းရင်စေးနီးကောင်လို့အမည်ရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်ခရုသင်ယောဂသက်သာပျောက်ကင်းစေရာခရုသင်ယောဂဆိုသည်မှာအကွက်များထွက်ပေါ်လာတဲ့ယောဂတစ်မျိုးဖြစ်ပါတယ်သမင်းရဲ့ခန္ဓာကိုယ်မှာအဖြူကွက်များပေါ်နေတာကိုဥပမာယူပြီးတော့သမင်ပြူဆိုပြီးတော့လည်းခေါ်ဆိုကြတယ်အဲ့ဒီအဖြူရောင်အကွက်လေးများဟာနှုတ်ခမ်းမေးစိလေကုပ်ရင်ဘတ်နဲ့ခြေကုပ်များမှာအများဆုံးပေါက်တတ်ပါတယ်ဖြစ်ခါစားမှာအကွက်များကသေးငယ်လှတော့လဲနောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့ကြီးမားကျယ်ပြန့်လာတတ်ပါတယ်ခရုသင်ယောဂဖြစ်ရခြင်းအကြောင်းရင်းမှာလစဉ်ဓမ္မတာမမှန်တဲ့အမျိုးသမီးများအပူလွန်ကဲတဲ့အစားအစာများကိုလွန်ကဲစွာစားသုံးခြင်းရောင်တော်မစားတဲ့အစားအစာများကိုစားသုံးခြင်းစတာတို့ကြောင့်ဖြစ်တယ်ဆိုပြီးတော့တိုင်းရင်စေးကျမ်းများမှာဆိုထားပါတယ်၎င်းခရုသင်ယောဂသက်သာပျောက်ကင်းစေရန်စေးနီးနှမျိုးကိုတင်ပြပေးလိုက်ပါတယ်ပထမစေးနီးကတော့ကျိမှန်ရွက်တတုရီတစ်နေ့2ကြိမ်ခန့်လိမ့်ပေးပါအချိန်တော့ပေးရပါလိမ့်မယ်ဒုတိယနည်းကတော့ကျိမှန်မြစ်ဖန်ကားမြစ်ကိုညီတူညီမျှစီယူပြီးတော့အိုးနဲ့ဖုတ်ပါရရှိလာတဲ့ပြာကိုပုံးရည်နဲ့ဖြောပြီးတော့လိမ့်ပေးပါအထက်မှာနီလန်းနှမျိုးမှာတင်တော်ရာတစ်ခုခုနဲ့ပြုလုပ်ကြည့်ပါအချိန်ကြာတော့လေသေချာပေါက်တက်တာပျောက်ကင်းသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့နားဆင်သူမိတ်ဆွေတယောက်ချင်းစီတိုင်းနဲ့စာရေးသူဆရာကြီးကိုလည်းအထူးပင်ကျေးဇူးတင်ရပါကြောင်းဟုတ်ကဲ့ပါစာအုပ်စာပေဖတ်ရှုပြီးဘုဒ္ဓတာရှာဖွေရတာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမအားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေတို့ရှေးလူကြီးဘိုးဘွားမိဘဘိန်းတော်သမားတော်ကြီးများရေးသားပြုစုထားရစ်ပေးခဲ့ပါတော့ကျမ်းမာရေးဆေးလက်ဆောင်များကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ